ว่าเราไม่มีงาวาที่นี่กาไม่ได้แผนตัวจะเม้นทงพุกเงาเช่ากะลีโจมาเพียบป่าเลยจริงเงาเช่ากะลีอะไรชูป่าเลยอารมณ์ชูเลยซ้ำมึงเอาเนาะที่เงาเช่ากะลีจนตรงนี้เนี่ยโจมาตาเลียตะเซดาวนะเท่าง่ายเลยเองชมาเลยด้วยช่วยตาสุซ้ำประเทศเราไอ้จำเงาเช่ากะลีโจยามาเพียบป่าเลยมาร่วมหัวเนาะช้ำมากว่าเลยเงาเช่าใจแต่มาโจตะบุကိုလိုမျိုးလူများရှိမလားလို့တော့တင်ခဲ့တာငါ6ကြော်တက်လို့ပြောနေငါ6ကြော်မှာဖြစ်ပါတယ်ကဲပထမဆုံးငါ6ကိုစေးမှာဖြစ်ပါတယ်စိန်တော့မစိန်နဲ့နော်မြန်လေးစေးလိုက်မြန်လေးနှစ်ထပ်သုံးထပ်လောက်စေးလိုက်မှာဖြစ်ပါတယ်နောက်ဆုံးငါ6ကိုစေးမှာဖြစ်ပါတယ်ကွာ6ကိုစေးမယ်6ကိုစေးရရေးလေးစင်တစ်ထပ်လောက်စေးမှာဖြစ်ပါတယ်နှစ်ထပ်လောက်အချိုမုံမစားတဲ့သူကအချိုမုံထိပ်ပြနေကြမလို့ဘူးဒါချိုးပြီးသားငံလည်းမငံဘူးဒီမှာဒါအချိုးရဒီမှာကြည့်အကောင်ဒီတော့အိမ်လေးဒါ30သားမှ2500ဒါ2500ပို့ပဲလေးကျွတ်ချင်တဲ့ဒီမှာကြည့်မွေးပြီးတော့မှနည်းနည်းလေးဝါချင်တဲ့အနေထားလေးဖြစ်လာပြီဆိုလို့ရှိရင်အယောင်လေးလည်းလာအောင်ဆိုမြုပ်တီမီးလေးလျှော့ထားမယ်နော်ပိတ်ထားရင်လည်းကောက်ပါလေခါတော့မှဆိုတော့ကျွတ်သွားတာကျွန်းမြုပ်တီခွဲချမ်းရတယ်တိုးတော့အယောင်လေးလာတော့မယ်မှာကမြုပ်တီခွဲချမ်းထည့်ရုပ်ပြရတဲ့မြစ်တက်လောက်ထည့်လိုက်တာပါ။ရောင်လေးလာတော့ရောင်လေး။အဖေချမောင်းတော့ဒီအလုံးမုံလေးထည့်လိုက်လို့ရှိရင်အရောင်လေးလာတော့ရောင်တစ်ခါစံတော့ဒီလေးပိတ်လိုက်ပြီ။ပေဦးရဲ့အပူချိန်နဲ့မီအေးလေးနဲ့ပဲစားလုံးဝမငန်းဘူးကျွန်တော်လည်းထည့်စရာလုံးဝမလုံးဘူးကျက်သွန်မီလေးနဲ့ရောမှာဖြစ်ပါတယ်ကျက်သွန်မီကတော့ကောက်ကိုကြော်တော့ပိုကောင်းတယ်ကိုကတော့ကောက်ကိုမကြော်တော့ပါဘူးဒီလိုကောင်တုံးကတော့ကိုနှစ်သက်လောက်ထည့်လို့ရအောင်နော်ကြိုက်နေတဲ့လောက်ကိုတော့လည်းကိုထည့်လို့ရပါတယ်ချင်းစပယ်ထားလို့တော့ဆိုင်ဦးထိုင်ရအင်းဒီနေ့ထိုင်နော်ဒီရမထောင်းတာဟုတ်ပါချက်လေးเนี่ยหวานมากันแล้วมั้งตั้งใส่หวานก่อนเนี่ยเดี๋ยวนั่งสักจิ๋มนึงนี่คือมิ้นจันเลยเนี่ยตาเหลืองกองกระเช้าจอมมวยเลยจุดๆเลยยาบาบิเชน